ပင်လယ်ပြင်ထက်မှရှိတဲ့တီးတန့်ထောင်ကြီးထဲမှာတော့ခါတိုင်းနဲ့မတူပဲအကျဉ်းသားတစ်ယောက်တည်းကိုပဲစောင့်ကြပ်ဖမ်းဆီးထားတာပါဒါတင်မကသေးပါဘူးထောင်ဆောင်ပေါင်း3သိန်းကျော်ကသူ့ကိုညစ်မအိပ်နေမနာစောင့်ကြည့်နေရတာဖြစ်ပါတယ်ငါရှိရောက်ရင်ဆရာကြီး10ယောက်တောင်ခေါင်းငုံရတယ်ပေကျင်းရဲ့နာမည်ကြီးစစ်တူကြီး10ယောက်တောင်ငါလက်ထွက်တွေကြီးပဲဒါတွေအကုန်လုံးကငါဟာတိုင်းပြည်ရဲ့အတန်မာဆုံးစစ်ဘရင်ဖြစ်နေလို့ပဲဒီနေ့ကတော့ငါထောင်ကထွက်ရမယ့်နေ့ပဲအပြင်မှာတော့သူ့ကိုလာကြိုဖို့စောင့်နေကြတဲ့လူတွေအများကြီးပါမိမ့်မပြိုလေးတယောက်ကတော့မျက်နှာလေးหนีရဲပြီးမကြေမနက်ငကိုအတိုင်းပြောလိုက်တဲ့အဖိုးရဲ့တို့ချင်မိသားစုကမြို့တော်မှာထိတ်တန်းအတိုင်းဝိုင်းပါနော်ဒီလိုထောင်ထွက်တယောက်အတွက်နဲ့တို့တွေကအဝေးကြီးကနေလာဆောင်ပေးရမှာလားဘေးကဝစ်စုံနဲ့အဖိုးကြီးကကြားတော့ဒေါသတကြီးနဲ့ပါဆက်ပိတ်ထားစမ်းမင်းမှာမမင်းဝံရဲ့နာမည်ကိုခေါ်ပိုင်ခွင့်မရှိဘူးဒီထောင်ထဲကထွက်လာတဲ့သူတွေကတယောက်ယောက်သာအပြင်ရောက်သွားရင်တကဘာလုံးတုံးလုံးသွားမှာဒါပေမဲ့သူတို့အားလုံးကမမင်းဝံရှေ့ရောက်ရင်ခေါင်းငုံရတာမင်းသိရဲ့လားဆိုပြီးဟောက်လိုက်တာပေါ့ကောင်မလေးကအံ့ဩသွားပေမဲ့ဒါနဲ့များဘာဆန်းလို့လဲသူကတိုင်းပြည်ကိုစောက်ရှောက်နေတဲ့စစ်ဘရင်တွေထက်တောင်သာလို့လားလို့ပြန်ရင်းလိုက်သေးတယ်အဖိုးကြီးကလှောင်ပြုံးပြုံးရင်းစစ်ဘရင်10ယောက်မှာ9ယောက်ကမမင်းဝံရဲ့တပည့်တွေပဲလို့ပြောလိုက်တော့ကောင်မလေးလည်းရုတ်တရက်မျက်နှာပြတ်သွားတော့တာပေါ့ဒီလောက်အသက်ငယ်ငယ်နဲ့ကဘာပေါ်မှာပြိုင်ဘက်မရှိဘရင်ဖြစ်နေတာဟာတာမန်လူမဟုတ်တော့ပါဘူးဒီလိုနဲ့ရုတ်တရက်အနီရောင်ဖာရာရီကားတစ်စီးနဲ့ဟမ်မာကား3စီးထောင်တကားရှိမှလာရက်လိုက်တဲ့အထဲကနေခန့်ညားတဲ့အမျိုးသမီးတစ်ယောက်ထွက်လာခဲ့ပါတယ်သူကတော့နာမည်ကြီးရှန်မီသားစုရဲ့သမီးကြီးရှန်ယူရှောင်းပဲဖြစ်ပါတယ်သူကစစ်ဘရင်တွေထဲကတစ်ယောက်ဖြစ်တယ်လို့နာမည်ကြီးဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ်သူမကမျက်မှန်ကိုချွတ်ပြီးထောင်တကားကိုအေးဆက်ဆက်ကြည့်နေတော့တကားကြီးပွင့်လာပြီးလူငယ်တစ်ယောက်အေးဆေးလူထွက်လာခဲ့တယ်ရှန်ယူရှောင်းကဓာတ်ပုံကိုကြည့်သူကိုကြည့်ပြီးနှာခေါင်းရှုံးလိုက်ကမင်းကဖြင်ကျန်းမလားဒီနေ့ထောင်ကထွက်တာနော်လို့မာနာထူထူနဲ့မေးလိုက်တယ်ဖြင်ကျန်းကတော့မျက်မှောင်ကျုပ်ပြီးငါ့ကိုလာရှာတာလားလို့မေးလိုက်တာပေါ့ရှန်ယူရှောင်းကဓာတ်ပုံကိုတက်တော်ဆောင်စီပြပေးပြီးဆေးဆက်ကြောင်းလမ်းလွှာကိုထုတ်ကာမင်းအမေချင်းမိသားစုကနေနှင်ထုတ်ခံရတော့ငါတို့စီမှာဆေးဆက်ပွဲလုပ်ခဲ့ဘူးတယ်ငါသာကဒီဆေးဆက်ပွဲကိုဖျက်ဖို့ပဲငါတို့စီကိုနောက်မရှုပ်ဖို့မျှော်လင့်တယ်လို့ပြောလိုက်တယ်ဖြင်ကျန်းဟာအတိတ်ကအကြောင်းတွေကိုသတိရသွားတယ်အမေဖြစ်သူအသက်ခံရတော့ကလည်းရှန်မီသားစုမကူညီခဲ့တယ်လို့တုတ်တင်ခံရပြီးထောင်ထဲရောက်သွားချိန်မှာလည်းမကူညီခဲ့ပါဘူးအခုထောင်ကထွက်လာကမှစစ်ဆက်ပွဲလာဖြစ်တာကိုစဉ်းစားမိတော့သူ့မျက်နှာကမဲမောင်သွားတယ်ရှန်ယူရှောင်းကတနာတလူဟန်နဲ့ငါတို့ကြားကကွာခြားချက်ကမင်းကိုညှုံခန့်စီမှာပါငါ့ကိုယူရင်လဲမင်းကအရေးအောက်မှာပဲနေရမှာဒါပေမဲ့နောက်ပိုင်းစားစရာမရှိရင်ငါစီဖုန်းဆက်လို့ရပါတယ်နောက်ပြီးမင်းပြင်ရောက်ရင်ဝမ်ရက်ကျွန်းကိုသွားတောင်းမှန်လိုက်ပါချင်းမိသားစုစီပြန်ရောက်ရင်ရောက်နိုင်သေးတယ်လို့ပြောပြီးစစ်ဆက်ကြောင်းလမ်းလွှာကိုစုပ်ဖြဲကမြေကြီးပေါ်ပစ်ချကားပေါ်တက်ပြီးထွက်သွားတော့တာပေါ့ဖြင်ကျန်းကတော့ထွက်သွားတဲ့ကားကိုကြည့်ပြီးငါအမေကိုပူဆွေးပြီးတေစေခဲ့တဲ့ချင်းမိသားစုစီငါပြန်သွားမှာပါဒါပေမဲ့ရောက်ရင်တော့သွေးချောင်းစီးပွဲပဲရှိမယ်လို့ရေးရွတ်လိုက်တယ်ဘေးကအဖိုးကြီးကလည်းတို့လိုဘီလီယံနာတွေကမြင်းမလေးကိုမမင်းဝံစီအတင်းထည့်ပေးချင်နေတာဒီရှန်ယူရှောင်းကတော့ကံကောင်းခြင်းကိုသူ့လက်နဲ့သူဖျက်ဆီးလိုက်တာပဲလို့ညှိတွားလိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဖြင်ကျန်းရဲ့ဖုံးဆယ်ကစာဝင်လာတယ်ကျန်းလေးဒီနေ့ထောင်ထွက်တာမလားချက်ချင်းငါစီလာခဲ့မင်းနဲ့ဘေဘေတို့မင်္ဂလာဆောင်ဖို့ဆွေးနွေးရအောင်ဆိုတဲ့စာပါစုကျန်းဟဲဆိုတာသူ့အမေရဲ့ကျေးဇူးရှင်မှာဖြင်ကျန်းလဲအိုကေးလို့စာပြန်လိုက်ပြီးဘေးကအဖိုးကြီးတို့ကိုကိစ္စရှိရင်နောက်မှပြောမယ်ဆိုပြီးလေရင်ပေါ်တက်သွားခဲ့ပါတယ်လေရင်ပေါ်ကအစင်းမှာတော့ရှန်ယူရှောင်းကိုအမှတ်မထင်ပြန်တွေ့ရပြန်တဲ့ရှန်ယူရှောင်းကမင်းကငါနောက်ကိုဘာလို့လိုက်နေရတာလဲငါကိုရအောင်ယူမယ်လို့မမှတ်နဲ့လို့ပြောတော့ဖြင်ကျန်းကမင်းထင်လွန်းနေပြီးငါလမ်းကြုံလို့လာတာလို့အေးဆေးပဲပြန်ပြောလိုက်တယ်ဒီအချိန်မှာပဲအဖွားကြီးတယောက်ရုတ်တရက်လဲကျသွားတယ်လူတွေရုတ်တဲတဲဖြစ်သွားချိန်မှာဖြင်ကျန်းကအဖွားကြီးကိုကြည့်ပြီးချက်ချင်းပဲအရေးပေါ်အဆိုင်ကူတာပေးလိုက်ပါတယ်2မိနစ်အတွင်းအဖွားကြီးပြန်လို့လာမှာပါတာပေမဲ့ရှန်ယူရှောင်းနဲ့သူ့အတွင်းရေးမှုကလူနာကိုလာမထိနဲ့မင်းကယူနေတာလားဆိုပြီးဖြင်ကျန်းကိုတွန်းထုတ်ကရှန်ယူရှောင်းကိုယ်တိုင်အဆိုင်ကူတာလိုက်တယ်2မိနစ်ပြည့်တော့အဖွားကြီးပြန်လို့လာတာပေါ့လူတွေကရှန်ယူရှောင်းရဲ့စေပညာကိုချီးကျူးကြပေမဲ့ရှန်ယူရှောင်းကတော့သူ့ဆရာအင်မာထပ်ပင်စေးပညာမြင့်မားနေတဲ့ဖြင်ကျန်းရဲ့လက်ရာကြောင့်အဖွားကြီးနိုးလာတာကိုမသိရှာပါဘူးရှန်ယူရှောင်းကမင်းနဲ့ငါနဲ့ကတခြားကဘာနှစ်ခုပါငါနောက်ကိုမလိုက်ပါနဲ့တော့လို့မာနာကြီးစွာပြောပြီးထွက်သွားခဲ့ပါတယ်ဒါနဲ့ဖြင်ကျန်းလဲစူမိသားစုစီရောက်လာခဲ့တဲ့အိမ်ထဲရောက်တော့စူကျန်းဟဲကသူ့ကိုဝမ်းသာအားရကြိုဆိုပါတယ်ဒါပေမဲ့စူကျန်းဟဲရဲ့သမီးဖြစ်သူစူချမ်းဝေနဲ့သူ့အမေကတော့ဖြင်ကျန်းကိုထောင်ထွက်တာမန်လူတစ်ယောက်ဖြစ်သတ်မှတ်ပြီးယွန်ရှာနေကြတာပါအခန်းထဲမှာတော့
လူတွေကပကြီးကားတစ်ချက်ကိုကြည့်ပြီးချီးကျူးနေကြတယ်ဖြင်ကျန်းကြည့်လိုက်တော့အဲ့ဒါကသူထောင်ထဲမှာပြင်းလို့ဆွဲပြီးအမိုက်ပုံနဲ့ပြစ်လိုက်တဲ့ပကြီးကားယူကျက်ဟန်ဆုံးသူဖြစ်နေတာပေါ့ထောင်ဆောင်ကကောက်ပြီးရောင်းစားလိုက်တာဖြစ်ရမယ်လူတွေကဒီပကြီးကားဟာဆရာကြီးဝမ်မင်းရဲ့လက်ရအစ်စ်ပါဆိုပြီးဂုံဖော်နေကြတာဖြင်ကျန်းကအမိုက်ပုံတွေကကောက်လာတဲ့ပကြီးတူးဖြစ်ကြောင်းရေရေမောမောနဲ့ထောက်ပြလိုက်တော့စုချမ်းဝေနဲ့ဘေးကလူတွေကမင်းကပကြီးကြောင်ဘာတိလို့လဲထောင်ထွက်ကလို့နေစမ်းပါဆိုပြီးဝိုင်းဆဲကြတော့တာပါပဲဖြင်ကျန်းလဲအပူတွေမရှင်းပြတော့ပဲအိမ်ပေါ်တက်သွားခဲ့ပါတယ်စုချမ်းဟဲကတော့ဖြင်ကျန်းနဲ့သူ့သမီးစုချမ်းဝေကိုမင်္ဂလာဆောင်ဖို့အတင်းတိုက်တွန်းခဲ့တာကြောင့်သူတို့နှစ်ယောက်လက်ထပ်စာချုပ်သွားချုပ်ခဲ့ကြရတယ်ဒါပေမဲ့စုချမ်းဝေကတော့ငါတို့မင်္ဂလာဆောင်ထားပေမဲ့အတူနေဖို့မစင်စားနဲ့အဖိုးစိတ်ပြေရင်ချက်ချင်းကွာရှင်းမယ်လို့ရာဇသံပေးလိုက်ပါတယ်အိမ်ပြန်ရောက်တော့ရှန်ယူရှောင်းရဲ့တပည့်ဖြစ်သူကပကြီးကားအစ်စ်တစ်ချက်ယူလာပေးပြီးဒါကဆရာကြီးဝမ်မင်းရဲ့အစ်စ်ပါညီမလေးစုချမ်းဝေအတွက်လာပို့တာလို့ပြောလိုက်တယ်စုချမ်းဝေနဲ့မိသားစုကလည်းဘေးကတထေးသားကျန်းဖုံးကိုဝိုင်းချီးကျူးကြတာပေါ့ဖြင်ကျန်းကတော့အေးဆက်ဆက်နဲ့ဒါငါစုဘိုးဘိုးအတွက်ယူလာတဲ့ပကြီးကားပါဘာလို့ကျန်းဖုံးလက်ထဲရောက်နေတာလဲလို့မေးလိုက်တယ်ဒါပေမဲ့ဘာသက်သေမှမရှိတာကြောင့်စုမိသားစုကသူ့ကိုသူများပစ္စည်းကိုကိုယ့်ပစ္စည်းပါဆိုပြီးလိန်နေတဲ့အရှက်မရှိတဲ့လူဆိုပြီးဝိုင်းမှန်မဲကြပါတယ်ဖြင်ကျန်းလဲသူတို့မိသားစုရဲ့မတရားဆွဆွဲမှုတွေကိုကြည့်ပြီးမျက်နှာအေးဆက်စွာနဲ့အိတ်ကိုဆွဲကစုမိသားစုအိမ်ကနေလှည့်ထွက်ခဲ့ပါတော့တယ်